မင်္ဂလာပါရှင်ဒီနေ့ကတော့အိမ်မှာခရမ်းသီးချက်စားတာလေးတစ်ခုကိုပြပေးချင်ပါတယ်ဒါလေးကလေလွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းလေးပဲပေါ့နော်အိမ်မှာအများစုဒီလိုမျိုးလေးချက်စားလို့ရတယ်တယောက်နဲ့တယောက်ချက်တာချင်းတော့တူချင်းမှတူလိမ့်မယ်ပေါ့နော်ဒါပေမဲ့မင်းဗရာဝေးကဒီလိုမျိုးလေးချက်စားတာလေးကိုပြပေးချင်ပါတယ်နော်အားလုံးလိုက်ချက်စားကြည့်ကြပါပထမဆုံးငရုတ်သီးအနီတောင်လေးထောင်းမယ်ပေါ့နော်ငရုတ်သီးအနီတောင်ကတော့အပွားတောင်လေးပေါ့နော်အဆက်ပေါ်တာလေးကိုထောင်းပါတယ်ပြီးတော့ကြက်သွန်အနီကတော့၄လုံး၅လုံးလောက်တော့ထည့်ပါတယ်ပေါ့နော်အနှစ်များများလေးစားချင်လို့ပါအဲ့ဒါလေးတွေကိုညက်သွားအောင်ထောင်းမယ်ဒါကတော့အိမ်မှာအမြဲတမ်းသုံးလာတဲ့ကြောက်ငရုတ်စုံရင်းပါရှင်ပြီးသွားပြီဆိုရင်ပစွန်ကြောက်ကလေးတွေကိုရေစိမ်ပြီးတော့စွန်းနာကငရုတ်သီးလေးနဲ့ရောပြီးတော့ထည့်ထောင်းလိုက်ပါမယ်ပစွန်ကြောက်ကတော့ဒါကတော့လပတာပစွန်ကြောက်ကလေးပေါ့နော်အပေါ်ကြောက်ကလေးသုံးထားပါတယ်အဲ့ဒါလေးတွေကိုညက်နေအောင်ထောင်းလိုက်ပါမယ်နော်ကဲထောင်းပြီးပြီဆိုတော့မင်းကဒါလေးကိုတက်တက်ဖယ်ထားလိုက်ပါမယ်ဒီမှာဆိုရင်ထောင်းမိသားလေးရပြီပေါ့နော်ကဲခရမ်းသီးလေးတွေကကြတော့အညာမဖြုတ်ပဲနဲ့ဒီတိုင်းအလုံးလိုက်ကလေးချက်စားမှာပါနော်ဒီနေရာမှာဒါတော့ခရမ်းသီးဆိုရင်ပိုစားကောင်းပါတယ်ဒါကတော့ဈေးပါအလွယ်တကူရလို့ခရမ်းသီးပဲဝယ်လာတဲ့အခါပါဒါကတော့ငပိပါငပိကိုမင်းကရေဖြော်ပြီးတော့ခရမ်းသီးလေးကိုအရင်အရသာလေးဝင်သွားအောင်ပေါ့နော်ခရမ်းသီးအသားတွေကိုအရသာလေးဝင်သွားအောင်ငပိရယ်စနွင်းရယ်ကိုထဲမဲ့စားလီရယ်ပြီးသွားလို့ကြက်သားမောင်လေးအနည်းငယ်ထည့်ခြင်းနဲ့ထည့်ပေါ့နော်ကဲအဲ့ဒါလေးကိုနှံ့နေအောင်မှွေထားလိုက်ပါမယ်ပြီးတော့ခရမ်းသီးလေးကိုမင်းကလက်လေးနဲ့လိုက်ဆုပ်ပြီးတယ်အရသာလေးဝင်သွားအောင်ပေါ့နော်တကယ်တော့အဲ့လိုမလုပ်ရှင်နေရတယ်ဒါပေမဲ့မင်းကအရသာလေးဝင်သွားပြီးတိတိကျကျလေးအရသာရှိရှိလေးစားခြင်းလို့ကဲလိုက်ပြီးတော့ဒီလိုမျိုးလေးလိုက်ပြီးစုပ်နေပြီးတော့နှက်ပေးတာပါအဲ့ဒါလေးပြီးသွားပြီဆိုရင်တော့စောနာကထောင်းထားတဲ့ငရုတ်သီးထောင်းထားတာလေးကိုစီလေးနဲ့နင်းလိုက်ပါမယ်ပြီးသွားလို့ရှိရင်ခရမ်းသီးလေးတဲကိုလိုက်ပြီးတော့ထည့်ပြီးတော့ပေါ့နော်အစာလေးတိတ်ပါမယ်အဲ့ဒီမှာတစ်ခါတည်းစုပ်ပြီးတော့ထည့်မယ်နော်အဲ့ဒါမှအရသာလေးစားကောင်းတာပါခရမ်းသီးလေးတွေကိုဒီလိုမျိုးလေးတိတိကျကျလေးအထဲထဲပေါ့နော်အစာလေးတွေတိတ်ပြီးတော့အလုံးတိုင်းလို့တိတ်ပြီးတော့နေပြီးပါမင်းကတော့ကိုစားခြင်းတဲ့ပုံစံမျိုးလေးပေါ့နော်တယောက်နဲ့တယောက်ချက်တာချင်းတူချင်းမှတူတာဆိုပေမဲ့မင်းကတော့မင်းစားခြင်းတဲ့ပုံစံလေးကိုချက်ထားပါတယ်တကယ်လို့အမြင်မတော်တာအမြင်မတူတာလေးရှိလို့ရှိရင်ကြော်သွားပေးပါနော်ကဲအဲ့ဒါဆိုရင်ခရမ်းသီးလေးတွေအကုန်လုံးအစာလေးတွေတိတ်ပြီးပြီဆိုတော့မင်းအိုးလေးစတဲတော့ပါမယ်အနံ့လေးမှုရအောင်တခါတည်းမဆလာလေးမင်းထည့်လိုက်ပါတယ်နော်ကဲအဲ့ဒါဆိုရင်မင်းတို့ခရမ်းသီးလေးကိုစချက်ပါပြီဒါတော့လောလောဆယ်ဒီတဲအိုးနဲ့ပေါ့နော်ကက်အိုးနဲ့တဲ့တာမကြည့်ပါအောင်ခရမ်းသီးလေးတွေသူကလေပုံစံလေးပြတ်သွားမှဆိုလို့အိုးလေးကိုဒီလိုလေးပဲလှုပ်ပြီးတော့တဲပေးတာเนาะမင်းကတကယ်လို့အရင်မှွေလိုက်လို့ရှိရင်ထဲထဲမှာထည့်ထားတဲ့အစာတွေကလေရေလဲလေထွက်သွားမှဆိုလို့မင်းကဖြည်းဖြည်းလေးစီအိုးကိုလှုပ်ပြီးတော့တဲတယ်ပြီးတော့ခရမ်းသီးအလုံးလေးတွေကိုဟိုဘက်ဒီဘက်ပေါ့เนาะနူးအောင်ညံသွားအောင်လို့ဟိုဘက်ဒီဘက်လှည့်ပေးတယ်ပေါ့เนาะအဲ့ဒါကြတော့အလုံးလေးလေးနက်တာလဲနူးတာလည်းညီတယ်ပြီးတော့စားလို့လည်းအရသာကောင်းတယ်ခရမ်းသီးထဲထဲကအစာလေးတွေလည်းထွက်မသွားဘူးပေါ့နော်ကဲဒါလေးကိုမင်းတို့နူးအောင်ရှက်လိုက်ပါမယ်နော်ရေလေးခမ်းသွားအောင်ရှက်ပါမယ်အိုးလေးကိုတော့လှုပ်ပြီးတော့မင်းတို့ရှက်ပေးရပါတယ်ဒီခရမ်းသီးလေးကအနက်လေးအရန်မှုေးနေပြီစားကောင်းနေပြီဒီလိုမျိုးလေးဒါပေမဲ့မင်းကလှုပ်ပြီးတော့ရှက်ပေးတယ်နော်ဒီမှာဒါဆိုရင်ခရမ်းသီးလေးရနူးလာပြီးစီလဲပြန်လာပြီးဆိုတော့အရန်ကိုစားခြင်းစရာကောင်းနေပါပြီအနက်လေးကတော်တော်မှုေးလာပြီကဲအဲ့ဒါဆိုလို့ရှိရင်တော့ခရမ်းသီးအိုးကက်ချက်လေးရပါပြီအလုံးလိုက်ကလေးเนาะသူကအညာလေးတွေပါနူးပြီးတော့အရန်စားကောင်းနေအမြတ်ဒါလေးအိုးကက်မှာဆိုလို့ဖြည်းဖြည်းလေးတွေလိုက်ပြီးတော့မှုေးနေတာလေးပါကဲမတို့လည်းဒီလိုပုံစံမျိုးလေးကြိုက်ချင်းလိုက်ချက်စားလို့ရပါတယ်เนาะမင်းရဲ့ဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင် like and share လေးလုပ်ပေးထားပါဦးเนาะအားလုံးကိုကျေးဇူးပါ